Hello guys အားလုံးပဲမင်္ဂလာပါ Long time no see ပါ Minds Channel ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကျွန်တော် short review လုပ်ပေးခြင်းတဲ့ဖနက်ကတော့ဒီ Lionel brand ထဲမှာပေါ့နော် top 5 ထဲမှာပါတဲ့ Way of Way 805 Ultra လေးပဲဖြစ်ပါတယ်ဒီဖနက်ကကျွန်တော်ဝယ်ထားတာတော့မိနစ်ကတည်းကဝယ်ထားတာပေါ့နော်အခုလက်ရှိတော့လဲ version 2လဲထွက်နေပြီပေါ့နော်ဆိုတော့ဒီတော့တွင်ကျွန်တော်ဒီစီးထားရဲ့ကျွန်တော်ရဲ့ experience ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီနေ့ short review video လေးကိုလုပ်လိုက်တာပါဆိုတော့ပထမဆုံးအနေနဲ့စပြီးပြောရရင်ကျွန်တော်အတွက်ဒီအရန်ကြိုက်တဲ့အပိုင်းရောပြီးတော့ဒီမကြိုက်တဲ့အပိုင်းရောနှစ်ခုလုံးထွန်တွဲနေတဲ့ traction ဘိုင်းကနေစပြီးပြောချင်ပါတယ်။သူက traction ကိုကြတော့ GCU ဆိုတဲ့ ground control unit ရဲ့ပြီးရင်ဒီ TEF rubber နဲ့လုပ်ထားရပေါ့နော်။ TEF rubber ဆိုတာကြတော့ပုံမှန် rubber တွေထက်နှစ်ဆခွဲပို့ပြီးတော့ durable ဖြစ်တယ်လို့တော့ပြောကြရပေါ့နော်။ကျွန်တော် unboxing video မှာတည်းကပြောသလိုပဲသူ့ရဲ့ rubber လေးတွေကနည်းနည်းပျော့တဲ့အထက်မှာပါတယ်ပေါ့နော်။ပြီးတော့အဆိုးဆုံးအပိုင်းကသူ့ရဲ့ဒီအောက်ဆိုးကအခြားဖက်နှက်တွေလိုမျိုးပေါ့နော်ဝဲတောင်းဖြစ်သွားတာပါသွားတာမျိုးမဟုတ်ဘဲနဲ့ rubber တွေကပြတ်ထွက်ကုန်တာပေါ့နော်ပြီးတော့ तू ကဒီအောက်က rubber တွေပေါ့နော်ဒီအောက်ဆုံးပိုင်းက rubber တွေပဲပြတ်ထွက်သွားတာမဟုတ်ဘူးဒီအပေါ်ပိုင်းကဒီနားလေးတွေလည်းအဲ့လိုပဲ့ထွက်ကုန်တဲ့ဒီ issue လေးတွေရှိရပေါ့နော်ဒါပေမဲ့သူ့ရဲ့ performance ကတော့တော်တော်ကြီးကိုမိုက်တဲ့ထဲမှာပါတယ်ကျွန်တော်ဒီဖက်ကို indoor မှာလည်းစီးဘူးတယ် outdoor မှာလည်းစီးဘူးတယ်အထူးသဖြင့်တော့ကျွန်တော် indoor မှာပို့ပြီးစီးဖြစ်တယ်ပေါ့နော်ကွင်းတစ်ခုလုံးမှာသူ့ရဲ့ performance ကတော်တော်မိုက်တဲ့ထဲမှာပါတယ်ကျွန်တော်စီးပူးသမျှဖက်နှက်တွေထဲမှာသူ့ရဲ့ traction ကတော်တော်ကြီးမိုက်တဲ့ထဲမှာပါတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဒါဒီဖက်နှက်ရဲ့ကျွန်တော်အကြိုက်ဆုံးအပိုင်းပေါ့နော်အဲ့ဒါကတော့သူ့ရဲ့ cushion ပိုင်းပဲသူက cushion ကိုကြတော့ဒီပေါ့နော် super bond drop in midsole ကိုတုံးထားတယ်သူ့ရဲ့ဒီ super bond drop in midsole ကတော်တော်ကြီးကို E ရဲ့ထဲမှာပါတယ်ဗျာကျွန်တော်စီးပူးသမျှဖက်နှက်ထဲမှာဒီ cushion က E ဆုံးလို့ပြောလို့ရတယ်ဟိုအရင်တော့ကျွန်တော်အတွက်ပေါ့နော်ဒီ cushion တော်တော် E ရဲ့လို့ခံစားရတယ်ဒီ GT Jump 2 cushion ထက်တောင်ပိုပြီးတော့ E သေးရပေါ့နော်ပြီးတော့ဒီစီးထားတဲ့အချိန်တွေဝတ်ထားတဲ့အချိန်မှာလည်းခုံပြီးပြန်ကြတဲ့အချိန်တွေမှာလည်းတော်တော်ကြီးကိုတက်တောင့်တက်တာဖြစ်တယ်အရန် comfort ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီဖက်နှက်ရဲ့ weight သူ့ရဲ့ weight ကကြတော့တော်တော်ကြီးကိုပေါ့တယ်ပြီးရင် low to ground လည်းဖြစ်တယ်ဆိုတော့ဒါ weight ရဲ့ feeling ကတော်တော်မိုက်တယ်ပေါ့နော်သူကကြတော့ဒီဖက်နှက်ရဲ့ဒီ sizing ပိုင်းပေါ့နော် sizing ကကြတော့ကျွန်တော်ကဒီကိုက white foot သမားမဟုတ်ဘူးဆိုလို့ရှိရင်တော့ true to size ဝယ်ဖို့ပဲအကြံပေးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီဖက်နှက်ကို half size ပေါ့နော်အပ်ပြီးတော့ဒီ site တစ်ဝက်ကြီးတာကိုဝယ်ထားတာပေါ့နော်ဝယ်ထားတော့ဘာပြဿနာဖြစ်လဲဆိုတော့ကျွန်တော်ဒီ1 court 2 court ရက်တဲ့အချိန်မှာဒီခြေမကဒီဖက်နှက်ထိပ်ကိုတွားထိုးတဲ့ပြဿနာကြီးပြီးလို့ရှိရင် heel slip ဖြစ်တဲ့ပြဿနာကြီးအဲ့ပြဿနာကြီးဖြစ်တယ်ဗျာအဲ့တော့ကျွန်တော်ဒီ heel lock lacing style နဲ့ကျွန်တော်ဖြည့်ရှင်းလိုက်တော့အစင်တော့ပြေသွားတယ်ဒါပေမဲ့ဒီ perfect fit တော့မဖြစ်နေဘူးပေါ့နော်အဲ့တော့ true to size ဝယ်ဖို့တော့ကျွန်တော်ကဒီ recommend ပေးရပေါ့နော်နောက်တစ်ခုကကြတော့ဒီဖက်နှက်ရဲ့ upper သူ့ရဲ့ upper ကတော့ဒီလေဝင်လေထွက်ကောင်းအောင်mesh material လေးနဲ့လုပ်ထားတယ်ကျွန်တော်ဖက်နှက်မှာတော့ဘာမှတော့တိတ်မဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တငယ်ချင်းတွေဖက်နှက်မှာအချို့တွေရဲ့ဖက်နှက်မှာတော့ဒီနားလေးတွေကပြဲသွားတဲ့ပြဿနာလေးတွေတော့ရှိရပေါ့နော်ဆိုတော့ overall အနေနဲ့ပြောရလို့ရှိရင်ဒီဖက်နှက်ကအခုလက်ရှိမှာဒါ regular version ကကြတော့ဒီ yuan 600ဝန်းကျင်လောက်ရှိတယ်ဒီ version 2ကတော့အခုလက်ရှိမှာဒါအချို့ color way တွေဆိုလို့ရှိရင် yuan 900ဝန်းကျင်နဲ့ရတယ်သူ့ရဲ့ဈေးတန်းမှာဆိုလို့ရှိရင်ဒီဖက်နှက်ရဲ့ performance ကတော်တော်ကြီးမိုက်တဲ့ထဲမှာပါတယ်ပြီးတော့ကိုကဒီအောက်ဆိုးပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မျိုးအရင် concern မရှိဘူးဆိုလို့ရှိရင်တော့ဒီဖက်နှက်ကအခုလက်ရှိမှာလည်းဝယ်တင်သေးရဲ့ဖက်နှက်လို့ထင်တယ်version regular version 1ပေါ့နော်သူကတော့နည်းနည်းတော့ကျွန်တော်မြင်တော့ဒိတ်အောက်ဝိုင်းလို့ခံစားရတယ်ပေါ့နော် version 2ကတော့ဈေးလည်းအခုလက်ရှိမှာပိုပြီးတက်တာရယ်ပေါ့နော်ပြီးတော့ color wheel လေးလည်းလှတယ် design လေးကလည်းအရင်မကွာပြီမဲ့သူ့ရဲ့ upper design လေးကတော့မစိုးဘူးပေါ့နော်ဒီထက်လည်းပိုမိုက်တယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အခုကျွန်တော်ဒီ Lionel ရဲ့ပေါ့နော်Liran 6 V2 လဲဝယ်ထားတယ်အဲ့ဖက်နှက်လေးရောက်လာလို့ရှိလို့ရှင်လဲကျွန်တော်ဒီ unboxing video လေးတွေ short review video လေးတွေလုပ်ပေးပါအောင်မယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် This is my journey documenting the journey not just the hype see you in the next one bye bye guys